အားလုံးပဲမင်္ဂလာပါနော်98နော်98ကြပေးရမယ့်မူတွေရှိရင်ဘာနဲ့ဖြစ်ဖြစ်နော်မရပါဘူးနော်ဘာနဲ့ကြော်မကြော်ပါဘူးနော်98ပါနော်ကျွန်တော်မိတ်ဆွေများပေါက်ကြမယ်လို့ယူဆပါတယ်ပေါက်ကိုပေါက်ရမှာပါနော်ဒီကဏ္ဍ98နော်98ကပေါက်ကိုပေါက်ရမယ်ကဏ္ဍမှာဒီမှာဆိုရင်ကျွန်တော်ခွန်ဒီမှာ255နှစ်ကြာစဉ်အရာအတုံညာပရိတ်ခွန်ပရိတ်98ဆိုတာဒီမှာကျွန်တော် main all လည်းပေးထားပါတယ်43ရ98ရ25ရဆိုပြီးတော့ကျွန်တော်ကဏ္ဍပေးထားပါတယ်အားလုံးပေါက်ကြမယ်လို့ထင်ပါတယ်နော်ပေါက်တဲ့လူတွေနော်အားရှိအောင်လို့ကွန်မန့်လေးတွေမှာမှန်ပေးကြပါကွန်မန့်လေးတွေရေးပေးကြပါနော်ကွန်မန့်ရေးရမှာမပြင်းပါနဲ့နော်98ပြီးသွားပါပြီခွန်ပရိတ်ပါနော်အားလုံးပေါက်ကြမယ်လို့ယူဆပါတယ်ကျွန်တော် like ကိုကြည့်ထိုးတဲ့နော်ကျွန်တော်ဗီဒီယိုကလစ်လေးကိုကြည့်ပြီးထိုးတဲ့ကျွန်တော်မိတ်ဆွေတွေပေါက်ကြမယ်လို့ယူဆပါတယ်ဗျာနော်98ပါနော်အရန်ကိုကောင်းပါတယ်အရန်ကိုကောင်းတဲ့မူလေးတွေပါနော်ကဲ98တော်တော်လှတော့ပါပြီ98ဒါမှမဟုတ်ကဘာထုတ်လဲမနေ့ကတော့64ရနေပြောင်းသွားတယ်နော်64ရပြောင်းသွားတယ်60ခွန်ပရိတ်အနေနဲ့98ပါဒီကလှတော့ပါပြီကဲကျွန်တော်မိတ်ဆွေတွေပေါက်ကြမယ်လို့ထင်တယ်နော်အေးပါလုပ်ပြီးပြီကဲပေါက်ကြမယ်လို့ထင်ပါတယ်နော်ဒီမှာ98ပါကဲအားလုံးအားဖြစ်အောင်ပြန်နော်ပုံမှန်လေးတွေမှာမှတ်ပေးပါကျွန်တော်ကြံဖန်လေးတွေရှားရဖွေရကြိုးလေးနှက်အောင်နော်အားပေးကြပါအောင်နော်98နော်ကျွန်တော်မနေ့က live ထဲမှာလည်းထည့်ပြောတယ်နော်ငွေတက်နိုင်တဲ့လူကတော့ဒုံညာပရိတ်ခွန်ပရိတ်အပြည့်ဆွဲပါလို့ပြောထားတယ်နော်ခွန်ပရိတ်ပါနော်98 main all ပါဖန်ပေးထားပါတယ်နော်โอเคပါအဆင်ပြေလို့မုံဘူးပေးခြင်းတယ်လူတွေနော်မုံဘူးပေးလို့ရအောင်လို့နော်အဆင်ပြေမှပါနော်ကျွန်တော်အတင်းတောင်းတာမဟုတ်ပါဘူးနော်အဆင်ပြေလို့မုံဘူးပေးခြင်းတဲ့လူတွေကဒီမှာကျွန်တော်ဝေးဖုန်းတာပါဝေးတာတုံညာဘူးတုံညာပေးဒီတုံညာတင်လာလူကိုတုံညာကိုပါဒါကဝေးဖုန်းတာပါဖြစ်ပါတယ်sorry YouTube ကဒီလိုကြီးပေးလို့နော်ကျွန်တော်ဒီဘက်ကြီးအကောင့်မှာထုခံတယ်ဒီဘက်ဒီမှာကြည့်ပါနော်ကြည့်ပေးပါနော်ကြည့်ပေးခြင်းတွေတော့တုံညာဘူးတော့ပါချစ်လို့ချစ်ကြေးပေးခြင်းတဲ့လူတွေပါနော်မပေးခြင်းတဲ့လူမပေးပါနဲ့ကျွန်တော်အတင်းတောင်းတာမဟုတ်ပါဘူးနော်ခေပါဒါဝေဖုန်းတာဗတ်တာကြည့်ပေးဖုန်းတာပဲဖြစ်ပါတယ်နာမည်လေးတော့မပြောတော့ပါဘူးနော်โอเคပါအောင်မြင်ကြလိမ့်မယ်ရလိမ့်မယ်လို့ထင်ပါတယ်နော်သားစမီကိုချစ်လို့မူဘူးပေးခြင်းတဲ့လူများဒါဝေဖုန်းတာဗတ်ဒါကကြည့်ပေးဖုန်းတာပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ပြန်တဲ့2ရက်အတွက်ကျွန်တော်ရှာကြည့်ပြပါဦးမယ်ဗာလေးတွေကောင်းတယ်ဆိုတာလေနော်ဒီပါโอเคပါဒီနေ့ညနေတော့အရန်ကောင်းတော့ညနေခင်းပေါ့နော်โอเคပါညကြရင်ကျွန်တော်ရှာကြည့်ပြပါဦးမယ်ညမှာကျွန်တော်ရှာလို့တွေ့တဲ့ဟာလေးတွေဘာကြစဉ်လေးတွေစီလေးလဲဆိုတာလေးရှာပြပါဦးနော်โอเค
okay ပါနောက် video file တွေမှာပြန်တွေ့ပါမယ်နော်အားလုံးအောင်မြင်ပါစေအောင်မြင်ကြပါစေနော် bye bye